အိမ်ထဲကိုသူစိမ့်ကျူးကျော်ဝင်ရောက်လာရင်ဒီခွေး၅မျိုးကတော့သူတို့တာဝန်ကိုအပြည့်အဝသိကြပါတယ်နံပါတ်5ရောဝိုင်လာမိသားစုဝင်တွေအပေါ်မှာတော့ချိုးသားပေမဲ့ရန်သူကတော့အညိုးကြီးတက်ပါတယ်တန်ပါတယ်ယုံကြည်မှုအပြည့်ရှိပြီးတင်ကားတစ်စီးလို့တိဆောက်ထားတာပါသူတစ်ချက်ကိုက်လိုက်တာနဲ့ဇလန်းကတော့အပြီးပါပဲနံပါတ်4လိုပါမဲ့ပင်ရှာတွယ်လျက်တဲ့ညံစမ်းတဲ့ပြီးတော့မကြောက်မရွံ့တက်ဘူးညံညင်တဲ့ခွန်အားကိုအချိုးကျကျပေါင်းစပ်ထားတာပါတင်ကိုယ်တိုင်တုံ့ပြန်မှုမလုပ်ခင်ဒီခွေးကအရင်ဆုံးတုံ့ပြန်ပြီးသားဖြစ်နေပါလိမ့်မယ်နံပါတ်3 Belgian Malinois ပါကွဲထွန်ပတ်တက်မြန်ဆန်တဲ့အချိန်စူးရှားတဲ့အာယုံဆိုင်မှုနဲ့ကြောက်ရွံ့မှုလုံးဝမရှိတဲ့မျိုးစားပါရဲတပ်ဖွဲ့နဲ့စစ်တပ်ကတော့ယုံကြည်အားကိုးရတဲ့မျိုးနွယ်ထီပြီးတတိပေးနေမှာမဟုတ်ပဲဓာတ်ရိုက်ခုံအုပ်တိုက်ခိုက်မဲ့ခွေးမျိုးပါနံပါတ်2 German Shepherd ထပ်ပြက်တဲ့သစ္စာရှိပြီးပြူဟာမြောက်တယ်စစ်ကရလူလိုပဲအခြေအနေရတင်းမမှုကိုကြိုတင်ဖက်ရှုနိုင်ပါတယ်အန်ဒီရဲ့မချရောက်ခဲ့တဲ့တင်းငင်နေတတ်တယ်ပဲအန်ဒီရဲ့ရှိလာပြီဆိုရင်တော့သူတို့ရဲ့ပင်ကိုပြီးတဲ့အတိုင်းအပြည့်အဝကာကွယ်ပါလိမ့်မယ်နံပါတ်1 King Corso ရှင်းအောင်လောင်မခက်တဲ့အဆောင်ရှောက်တွေပြန်လဲဝေးခွာလာတယ်လို့ပါပဲသူတခြားဟောင်းလိုက်ရုံနဲ့ကျိုးကြွသူအများစုထုတ်ပြေးကြပါလိမ့်မယ်တကယ်လို့မပြေးဘူးဆိုရင်လေ Corso ရဲ့တန်ပါတဲ့ခွန်အားကသူတို့ကိုနောက်တစ်ချိန်ထပ်မကြိုးစားရအောင်ဆုံးမပေးပါလိမ့်မယ်အဆောင်ရှောက်ငံမျိုးတာဝန်ကတော့တခုတည်းပါဘလို့အခြေအနေမျိုးမှာဆိုအသက်ပေးကာကွယ်ဖို့ပဲဖြစ်ပါတယ်